မင်္ဂလာပါညီကိုတို့ဒီနေ့ညမြန်မာစံတော်ချိန်7:15မှာဆာရာဘော့နဲ့မာစီတို့ရှင်းမြန်ကစားကြမှာပါဆာရာဘော့ကမာစီနဲ့ကစားခဲ့တဲ့နောက်ဆုံး6ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့ပဲပွဲတိုင်းကြေးအောင်ခဲ့ပါတယ်ဆာရာဘော့ကအင်္ဂလန်ခြေစံကောင်းမှုပြီးအင်္ဂလန်နောက်ဆုံး73ပွဲမှာတပွဲသာရှုံးနေခဲ့ပါတယ်ဒီရာသီအင်္ဂလန်2ပွဲကိုလည်းဝမ်းစီနဲ့2ပွဲလုံးကိုနိုင်ခဲ့ပါတယ်အင်္ဂလန်ဆိုရင်ရလက်ကိုဥတီကစားတတ်ပြီးခန်းစစ်ပိုင်းမှာကျော်ပြီးတိုက်စစ်ပိုင်းကလည်းအဝေးကွင်းလောက်ကိုတင်ရမကောင်းပါဘူး။မာဆေးယာ PSG ကိုအိမ်ကွင်းမှာအနိုင်ကစားခဲ့ပေမဲ့သူတို့ရဲ့အဝေးကွင်းစမ်းဆောင်ရည်ဟာအကောင်းကြီးမဟုတ်ပဲရုံးကန်ရပြီးဒီရာသီအဝေးကွင်း3ပွဲဆယ်ရှုံးနေထားပြီးတကူးတာသွင်းနိုင်တာပါတယ်။ဒီပွဲရဲ့မူလကြီးမှာမာဆေးဘက်ကနေ level 30 9ပေါင် 3D ပေးထားပေမဲ့ညနေကြီးပြောင်းမှာမာဆေးဘက်ကနေ body level 80 9ပေါင် 3.80 ထိ9ပေါင်စီကျလာပါတယ်။ထိတိမ်တွစ်ဆုံမှုအစင်လာရဆရာဘော့ဟာမာဆေးကိုအမြဲတာစီရပြီးမာဆေးဘက်ကနေကြေးကြောပေးထားပေမဲ့အောက်စုံကိုစဉ်းစားတင်ပြီးကိုအောက်တဲ့ဆိုင်ရဲ့ body အောက်ဖြစ်တဲ့ဆရာဘော့ body ကိုကြိုက်ပါတယ်။